ဝသံဃာဒီတရားဝေပြမနေမနာသွားတယ်ဘွားကြဟာဘဝဆိုတာဘဝတူရဲ့ဇာတိကအစမရဏအထိအဲ့ဒီကာလာလေးလို့သိကြရပါတယ်အဲ့ဒီဘဝဟာတဘဝတည်းနဲ့ပြီးသွားကြမလားဘဝဘောင်းများစွာတွေ့လျားနေရတဲ့အတွက်သံဃာရဲ့လို့ဘုရားဟောတော်မူခဲ့ပါတယ်အဲ့ဒါလိုဘဝသံဃာမှာဒီဘဝဒီခန္ဓာဒီရုပ်ဘိုးဘဝမှာဟိုခန္ဓာဟိုရုပ်ဓမ္မပြေတဝင်းဝင်းဝလခြင်းတရှုပ်ရှုပ်ကာမဆိုးတဲ့စက်ကလေးကြောင့်အယုတ်များလှမ်းလို့လှမ်းနေကြရတာကဒီပန်းတိုင်းမရောက်ချင်းတယောက်ချင်းတယောက်ရဲ့ဆဲလဲထွေခွာလာအဲ့ဒါလိုတန်လျာမဆုံးမချင်းသွားကြရတာကဘလူတွေရဲ့ပယောဂပါလေစဉ်းစားကြည့်လိုက်တော့အော်လောဘရဲ့ဒေါသရဲ့မောဟရဲ့အဝိဇ္ဇာပြစ်စရာသင်္ခါရတဲ့အရင်စစ်လိုက်တော့အဝိဇ္ဇာပြစ်စရာသင်္ခါရဆိုတဲ့အတိုင်းလုံလုံးကန့်တဲ့အဝိဇ္ဇာကြောင့်သင်္ခါရဆိုတဲ့ပြုကျင်တာတွေစီမံတာတွေခံနေကြတာပါပဲဒါကိုဘဝတိုင်းကောင်းတာလေးတွေ့တော့ကြော်လိုက်ကြယူစရာလေးတွေ့တော့ကျွလိုက်ကြဒုက္ခဆင်းရဲတွေ့တော့ငိုလိုက်ကြကိုလိုချင်တာလေးရတော့ရဲလိုက်ကြဒါပြင်းမဲ့ဘယ်ဟာမှမမြဲကြပါဘူးတွေ့ရဲကြုံရဲထုံရဲကွဲရဲဝင်းရဲဝင်ပါဝိပန်လာစတရားတွေမို့ဖြစ်ချင်တာလဲဖြစ်ချင်မှဖြစ်ကြမယ်မဖြစ်ချင်ပါဘူးဆိုလဲမဖြစ်မနေဖြစ်ကြရမယ်အဲဒီလိုဒီဘုမကဝိဒုက္ခဆိုတဲ့30ပုံကလူကြီးအောင်လူတင်းဖတ်နိုင်ကြဖို့ကလည်းတန်ကောင်းလာဝဲတော့လည်းလမ်းမနေကြတယ်ကြီးသွားများတဲ့ပွဲပြုတ်ပေါ်ပြင်းများလျှောက်တယ်ဝိုင်းကြီးပတ်လည်းဘဝမဆုံးမဲနဲ့ဒုက္ခဒုံကြီးခြင်းဝဲပိုက်နေကြရတဲ့အတွက်ဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာတွေရင်ဝဲပိုက်နေအောင်ကြိုးစားကြဖို့30ပုံဝေတွင်ရောက်တော့အယုတ်ရဲ့ကြောက်တဲ့ဒီပုံမှာအဲဒါဘဝဘုရား